ရိုဟင်ဂျာဆိုတဲ့နာမည်ယူတွေကလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်သွားလိုက်အရင်ကောင်းတယ်လို့ပြောခလို့နော်မင်းတို့ကကလားမလို့ကလားလို့ခေါ်တာဘာလို့မကြိုက်တာလဲတဲ့မင်းတို့ကဘာလို့မျိုးလဲတဲ့ကျွန်တော်တို့ကမြန်မာမွတ်စလင်မျိုးတွေပါမြန်မာမွတ်စလင်ဆိုလို့မွတ်စလင်ဆိုတာဘာလဲမွတ်စလင်ဆိုတာအစ္စလာမ်ဘာသာကိုယုံကြည်ကိုးကွယ်တဲ့သူတွေမွတ်စလင်လို့မှားတယ်ဗျမားတယ်ပြောရတယ်ဆိုတော့ဗျာနော်အစ္စလာမ်လူမျိုးမရှိဘူးနော်မွတ်စလင်လူမျိုးလည်းမရှိဘူးနော်ဒါကဘာသာတစ်ခုအစ္စလာမ်ဘာသာဟုတ်ဗျာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဖိုးရဟာလာကရင်လူမျိုးကျွန်တော်ဖွာရဗမာလူမျိုးကျွန်တော်ကကာပြားလို့ခေါ်လို့ရတယ်ဒါပေမဲ့တွေးရဗမာတွေးပုံများတဲ့အတွက်ကျွန်တော်ဗမာလူမျိုးအစ္စလာမ်ဘာသာကိုကိုယ်ဝယ်အစ္စလာမ်လူမျိုးဆိုတာမရှိဘူးတိုင်းရင်းသားလူမျိုးစုတွေထဲမှာဟုတ်ဗျာလူမျိုးစုရှင်းမျိုးရှိတယ်နော်ရခိုင်ရှမ်းမုံဗမာရခိုင်အဲ့လိုမျိုးတိုင်းသားရှင်းမျိုးရှိတယ်ဒါကလူမျိုးစုရဲ့နာမည်လူမျိုးစုမှာဟာလာလူမျိုးလို့ထည့်ခေါ်လို့ရဒါကဘာသာတစ်ခုဘာသာကိုလူမျိုးအစ္စလာမ်လူမျိုးခေါ်လို့မရအစ္စလာမ်ဘာသာဝင်တွေကိုမွတ်စလင်လို့ခေါ်လို့ရတယ်ဒါကိုပြောတာနော်တော်တော်များများကတင်မလားအဲ့လိုမျိုးပြောနေကြတာအစ္စလာမ်လူမျိုးဆိုတာမရှိပါဘူးအစ္စလာမ်ဘာသာပါနော်အစ္စလာမ်ဘာသာပဲရှိပါတယ်အစ္စလာမ်ဘာသာဝင်ကိုမွတ်စလင်လို့ခေါ်လို့ရပါတယ်ဟုတ်ကဲ့ဗျကျွန်တော်တော့မပြောတော့ဘူးနော်မရိုနီဆန်ရိုညာဆန်ရိုရိုစ်ဆိုတဲ့နာမည်ယူနားထောင်သိကြမင်းနော်နာမည်ကရှောင်းနေရောခဏနေမွတ်စလင်ပေါ့နော်ခဏနေ roast ရိုဟင်ဂျာရိုညာဂျာဆိုတဲ့နာမည်ကရန်လို့ရှိနေဒီကောင်နော်ဒီကောင်ကနေပြီးတော့ roast ဆိုတဲ့နာမည်ကပါဝင်နေပြီးတော့ဖြင်းဖြူးနေတာမွတ်စလင်တွေကအေးရှင်းနေထိုင်တဲ့မွတ်စလင်တွေကိုနေပြီးတော့ roast ဆိုတဲ့နာမည်ကနေပြီးတော့ဒီကောင်ကရိုက်သွင်းလိုက်တာနော် roast ဆိုတဲ့နာမည်မွတ်စလင်ဆိုတာကနေပြီးတော့ကိုပန်လက်ခွင့်နေပါတယ်မပေးဘူးဆိုတော့အစစ်စေးရကနေပြီးတော့ဒါတွေကိုဒီကောင်ကနေပြီးတော့ roast ဆိုတဲ့နာမည်အသုံးချပြီးတော့မွတ်စလင်တွေကိုသွေးထိုးပေးနေတဲ့ကောင်နော်ဒီကောင်ကြည့်ကဘာပဲပြီးတော့မှုရတဲ့ကောင်နော်မွတ်စလင်တွေကနေပြီးတော့အေးရှင်းနေထိုင်နေတာနော်ဒီကောင်ကနေပြီးတော့ပန်းထိုးပန်းခွန်လုပ်နေတဲ့ဒီကောင်ကနေပြီးတော့နော်အဲ့ဒါနေပြီးတော့မွတ်စလင်တွေကဒုက္ခရောက်နေတယ်နော်ရိုးဆိုတဲ့နာမည်စကလုံးတွေကနေပြီးတော့တွင်းမြင်မှာတွေကကြိုက်မှမကြိုက်တာပေါ့နိုင်မနိုင်တဲ့တာနော်ရှိမှမရှိတဲ့ဟာတွေကိုနေပြီးတော့ထောက်ဆုံးနေလဲဆိုတော့ဘေးတိုင်းရင်းသားမှလက်မခံဘူးတဲ့ဒါဘူးနော်ဒါကိုနေပြီးတော့ဒီကောင်ပြီးလို့တယ်ရိုးဆိုတဲ့နာမည်ခံအနေခံလိုက်ရင်အဖြစ်လာမယ်ဆိုရင်လူခွင့်ရတော့ရလာမယ်နော်နေတော့တောင်းလာမယ်အေးလို့အနေထားပေါ့နော်အေးလို့ဒီကောင်ကနေပြီးတော့နော်အဲ့ဆိုရင်ကဘာကိုညာနေတဲ့ရိုဟင်ဂျာနာမည်ယူနေပြီးတော့ပါလဲဆိုတော့လူကျင်လိုက်မယ်ရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့ရိုဟင်ဂျာတွေကမီဒီယာရှေ့မှာသူတို့ရိုဟင်ဂျာလို့မခေါ်ကြဘူးဆိုပြီးဝါဒဖြန့်နေတာတွေရှိတယ်။အားလုံးမင်္ဂလာပါ1980နောက်ပိုင်းမှာရိုဟင်ဂျာတွေကိုတိုင်းရင်းသားစင်းကဖယ်ထုတ်ပြီးတော့စစ်စင်ရေးပေါင်းစုံလုပ်ခဲ့တယ်။တစ်ဖက်နိုင်ငံကိုမောင်းထုတ်လိုက်နဲ့ပြန်ခေါ်လိုက်နဲ့တီးတန်းတရားလဲနေတာကြားပြီ။အဲ့ဒီနေရာမှာအခြေခံလူခွင့်ရေးမရှိတဲ့ဒီနေ့ချုပ်ချယ်ရက်စက်မှုပေါင်းစုံရှိတယ်။ရိုဟင်ဂျာအရေးကိုလှုပ်ရှားတဲ့လူတွေကိုဖမ်းဆီးထောင်ချပြီးတော့ထောင်ထဲမှာတပ်ပစ်ခဲ့တာတွေလည်းအများကြီးဒီလိုအခြေအနေမှာမီဒီယာရှေ့မှာအာဏာပိုင်တွေရှေ့မှာဒီလူတွေကကိုယ့်ကိုရိုဟင်ဂျာလို့ခေါ်ပြီးတော့ကိုယ့်ရဲ့လုံခြုံရေးအသက်အန္တရာယ်ကို compromise လုပ်မလားဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်အဲ့ဒီနေရာမှာခင်ဗျားတို့သာဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့ဆုံးဖြတ်မလဲဆိုတော့ကိုစဉ်းစားကြည့်ပါမီဒီယာရှေ့မှာပြည်သူကရိုဟင်ဂျာလို့ထောက်ပြမှာလဲမရှိတဲ့နာမည်ကြီးကိုသူတို့လည်းရှက်တာပေါ့နော်ရိုဆိုတဲ့နာမည်ကိုသူတို့ကသုံးမှမသုံးထုံးတာဘူးမြန်မာခေတ်အမိုင်းအဆက်ဆက်ကနေပြီးတော့မြန်မာအသုံးနှုန်းကကလားလို့ပဲသုံးထုံးလာတာနော်ရရင်ဆက်ဆက်ပြတဲ့စကားလုံးဆိုရင်တော့ပြင်းတဲ့စကားလုံးဆိုရင်ဘင်္ဂလီကူလာဒါပဲသုံးလာတာအမေတို့နာမည်ကခါလေးထေးပြလိုက်နေမွတ်စလင်လို့ခေါ်တယ်နော်ရိုညာစနစ်ကြောင်းနော်ရိုဟင်ဂျာဆိုတဲ့နာမည်မသုံးလို့နဲ့ရိုဟင်ဂျာဆိုတဲ့နာမည်ကမေတို့ကနေပြီးတော့အိမ်မက်ထဲကနေအိမ်မဆိုးကြီးတစ်ခုဖြစ်လာတယ်ရှောက်ချတယ်မေတို့နော်ဒါအသုံးလုံးကတော့မကောင်းဘူးနော်အတော့လည်းလက်မခံဘူးမြန်မာတနိုင်ငံလုံးကလည်းလက်မခံဖြစ်နေတယ်နော်ရိုဆိုတဲ့နာမည်ကအရင်ကြောက်တယ်တို့မြန်မာတွေကနေအိမ်မဆိုးတွေဖြစ်တယ်နော်နိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားနိုင်ငံသားအားလုံးနဲ့တန်းတူခွင့်ရေးပေးရင်ကျွန်တော်နိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားနိုင်ငံသားအားလုံးနဲ့တန်းတူခွင့်ရေးပေးရင်ကျွန်တော်ကြည့်နေပါဘာမှကျွန်တော်ကိုပို့ပေးရမလို့ICJ မှာ case ရှိတော့ of course the views are ပါလဲဆိုရင် reparation compensation ဒါနစ်နာတဲ့လူတွေမိသားစုမှာပ
တယောက်တည်းအသက်ရှင်နေတာရှိတယ်နှစ်ယောက်အသက်ရှင်နေတာရှိတယ်မိသားစုလိုက်တက်ခံရတာတွေလည်းအများကြီးပဲဆိုတော့အိမ်ထဲမှာမီးရှို့အများကြီးပြောရမယ်ဆိုရင်ဒါပြီးမှမဟုတ်ဆိုတော့ဒီလူတွေကနစ်နာမှုရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကရိုဟင်ဂျာဖြစ်လို့ရိုဟင်ဂျာကိုပဲ advocate လုပ်ပြီးပြောတာမဟုတ်ဘူးမင်းတယောက်ပဲရိုဟင်ဂျာလည်းပဲသုံးနှင်းနေတာနော်ပြေပေါရောက်မင်းတို့ကျန်းဖက်ဘင်္ဂလီတွေကနေပြီးတော့ရိုဆိုတဲ့နာမည်အရင်သုံးနှင်းတာပဲနော်တော်တော်ကိုရိုဆိုတဲ့နာမည်အရင်ကြိုက်တာဒီကောင်နာမည်တော့မှနေဆင်းလွန်နေရိုညာဆင်းဆိုတဲ့နာမည်ပေးထားတဲ့ကောင်ကနေပြီးတော့နော်ခေကိုရိုဆိုတဲ့နာမည်ကိုအရင်သုံးနှင်းရှင်တယ်နော်ပြရစံလူခွင့်ရဒန်းတူပေးပါနော်လူခွင့်ရဒန်းတူပေးပါလေမင်းတို့ကနေပြီးတော့လူခွင့်ရဒန်းတူပေးထားတာပဲနော်ရိုဆိုတဲ့နာမည်နဲ့နေပြီးတော့အသုံးချပြီးတော့မြန်မာပြည်ကြီးကိုပြောင်းပြန်ကြည့်လုံမဲ့ကောင်တွေမင်းတို့ကနေပြီးတော့ရိုဆိုတဲ့နာမည်အမိခံလာတယ်ဒါတွေကိုဒုမြန်မာတွေကကောင်းအောင်တည်နော်ရိုညာဆန်းအခုပြောမယ်ဆိုရင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာကျွန်တော်က civil war က longest civil war ရှည်ပြားဆုံးဒီမှာနစ်နာတဲ့လူတွေအားလုံးအကုန်လုံးရတဲ့နေတာဘာကြောင့်လဲဆိုတော့ဒါတွေအားလုံးကိုလောက်တာဒီစစ်တပ်ကပဲလောက်တာတို့ကကျွန်တော်နစ်နာပြီးမဲ့လေကျွန်တော်တို့ကို special treatment ပေးရမယ်ဆိုပြီးတော့ကျွန်တော်တောင်းဆိုတော့ပါမရှိတောင်းဆိုနေတာတချင်တွေကနေပြီးတော့နော်မြန်မာတက်မတော်ကြီးကလည်းတောင်းဆိုတာပက်ဆက်ကိုတောင်းဆိုနေတာဒါပေမဲ့မရဘူးနော်ဒီကောင်ဒီကြောင်းကဘာကတည်တယ်နော်ဆူပူလုပ်တဲ့ကောင်တွေဘယ်တော့မှလူခွင့်ရပေးနိုင်မှာလဲနော်မင်းတို့ကနေပြီးတော့လူခွင့်ရတွေပေးထားတာပဲနော်ဒါတွေကိုမင်းတို့ကအသုံးချမှမတည့်တာဆူပူလုပ်တဲ့ကောင်ဆိုတော့တခါမှကဆိုပြီးသူဆိုရကနေပေးမှာလေနော်ခုဆိုရင်ရခိုင်မှာနေပြီးတော့အာခတ်တက်တော့အေကနေပြီးတော့ကိုယ်ပိုင်လည်းခွင့်တော့ပါတော့ပေးထားတယ်နော်မင်းတို့ရင်တော့စစ်ကောင်စီအုပ်စုတွေကဆိုရင်ဒီမျိုးနဲ့ဟိုမျိုးမတော်ရဘူးအခုကဆိုရင်အာခတ်တက်တော့အေကနေပြီးတော့ပြေဝပေးထားတယ်ဒါမွတ်စလင်တွေကရခိုင်ပြည်မှာနေထိုင်တဲ့မွတ်စလင်တွေကနေပြီးတော့အေးရှင်းရှင်းနေထိုင်နေတာဒါတွေကိုအားပေးအားများလုပ်နေတဲ့ဒီကောင်နော်ဒီကောင်ဖွေးတွေကနေပြီးတော့ကဘာကိုပဲပြီးတော့နော်ဂျင်းထင်းနေတာဒီကောင်ကနော်အာစာဘင်္ဂလီအကျန်းဖက်တွေကိုနေပြီးတော့နှိုးဆော်နေတာဒီကောင်နော်ဘင်္ဂလားဒေ့ရှ်ကအကျန်းဖက်ဘင်္ဂလီတွေကိုလည်းနှိုးဆော်နေတာဒီကောင်ဖြစ်တယ်နော်နောက်တစ်ချိန်မှာနေပြီးတော့မဲတို့ဒီလိုဝါဒတွေဖြန့်နေပြီးတော့မြန်မာပြည်ကြီးမှာနေထိုင်တဲ့မွတ်စလင်တွေအေးရှင်းရှင်းနေထိုင်တဲ့မွတ်စလင်တွေကိုဂျင်းအများကြီးထည့်နေတော့နော်တစ်ချိန်မှာမဲတို့မွတ်စလင်တွေဒုက္ခကြီးရောက်နိုင်တယ်လေနော်ကိုရှာကိုဆိုတဲ့ဟိုတခါဖြစ်မှုတယ်မဟုတ်ဘူးလားနော်နောက်တစ်ခါဆိုရင်ဒီတဲကိုဆိုးလိုက်မယ်နော်ရိုညာဆန်းနေရနိုင်မယ်တိုင်းမယူနဲ့နော်ကြံဖက်လုပ်တဲ့တိုင်းလုံးမခိုင်းနဲ့နော်မောင်စလင်တွေကဘူးမသိပါမသိနေပြီးတော့စာမတက်ပြီးမတက်ကောင်ဆိုတော့နွားသားစားပြီးတော့နွားဆက်ပေါင်းနေတဲ့ဘင်္ဂလီကြံဖက်တွေလည်းရှိသေးတယ်နော်ဒီနေရာမှာနေပြီးတော့လူခွင့်ရတော့မဟုတ်ဘူးနော်ဒန်းတူညီများတော့မဟုတ်သေးဘူးပေးထားတာကဒီကမင်းတို့ကဒန်းတူညီများတဲ့ကြော်လုံးတွေပေးထားတယ်ဒါတော့မကသေးဘူးမြေတော်မှတောင်းနိုင်သေးတယ်မြေကြီးတော်မှလို့ရှင်သိတယ်နော်တောင်းဆိုနေတာနော်ဒီကောင်တွေကဘာကြီးကိုဘယ်လိုညာရမှလဲဆိုတော့ဒီလိုပက်ဆက်ကိုတွေးပြီးတော့ကဘာကြီးကိုပောက်ပြရတယ်ရှောက်ပြနေတာနော်ဒီအကျန်းဖက်ဒီရိုနေဆန်းဆိုတဲ့ဒီကောင်ကနေပြီးတော့နော်ကဘာကြီးကိုလည်းရှောက်ပြနေတယ်နော်ဒါတွေကိုနေပြီးတော့မွတ်စလင်တွေကနေပြီးတော့နားတဲ့သဘောပေါက်လို့နေတယ်နော်ဒီလိုကောင်မျိုးတွေကနေပြီးတော့ဒေါ်လာစားနေတဲ့ကောင်တွေဂျန်ကြီးကိုလိုက်ထင်းနေတာနော်ဒါတွေကိုနေပြီးတော့အကျန်းဖက်ဘင်္ဂလီတိုက်ကလည်းနားလေသဘောပေါက်ဖို့လိုရဲနော်ဒီရိုညာဆန်းဆိုတဲ့ကောင်ကဒေါ်လာဘယ်လောက်စားထားလဲဆိုတော့ထွန်းခိုင်တို့ပါတို့ဆိုတာနော်ဒါတွေကိုနေပြီးဒီကောင်တွေကိုနေအားကိုးမနေနဲ့နော်ကြားလာမင်းတော့အကျန်းဖက်ဘင်္ဂလီတိုက်နေပြီးတော့ကြားချင်တာဘင်္ဂလားဒေ့ရှ်ရမယ်ကျန်းဖက်ဘင်္ဂလီတိုက်နော်